စကားလေးရဲ့နာမည်ကအေဂျင့်ကင်လို့ခေါ်တယ်ပေါ့နော်ဇလန်လေးရဲ့အစမှာတာမန်ပန်ဝန်ထမ်းတယောက်လမ်းလျှောက်လာတဲ့လမ်းမှာကားနဲ့ပုတ်တိုက်တာလေးကနေပြီးတော့စားပြူတယ်ပေါ့နော်ကားနဲ့ပုတ်တိုက်တဲ့ဒီလူရန်ကတယောက်ကမင်းသားကိုပြဿနာရှာတယ်ပေါ့နော်သူကားနဲ့လဲတိုက်သေးတယ်သူ့ကိုပြန်ပြီးတောင်းပန်ခိုင်းတဲ့အနေအထားမျိုးကိုတောင်းဆိုတယ်ပေါ့နော်တောင်းမင်းသားကပြီးရောတောင်းပန်လိုက်ပြီမဲ့လေသူတို့အနေနဲ့ပြဿနာရှာတာကရက်တက်မသွားဘူးပေါ့နော်သူအနေနဲ့ကပြောမယ်ဆိုရင်သူ့ရဲ့အဖော်တွေရှိမှသူဘလောက်တန်မှအကြောင်းကိုပြချင်နေတဲ့ပုံပဲပေါ့နော်ဒီချိန်မှာမင်းသားကတောင်းပန်ပြီးတော့ထွက်သွားဖို့လုပ်တဲ့အခါမှာသူ့အနေနဲ့မင်းသားကိုပြဿနာရှာနေတယ်ပေါ့နော်နောက်ဆုံးမှာတော့မင်းသားကိုထိုးကြိတ်ပြီးတော့လက်ထွက်သွားတယ်ပေါ့နော်ပြောရမယ်ဆိုရင်သူ့ဖော်ရရှိမှပါဝါပြချင်တဲ့သဘောပေါ့နော်